ဘယ်မှာဒီ case system မှာ CAG တွေဆိုတဲ့ system မှာဒီ solo လေးတီးမယ်လို့အတွက်ဘယ်လိုသုံးချမလဲဆိုတော့ပြပြပေးမယ်ပထမဆုံး C နော်ဒါ C shape A shape G shape E shape D shape နော်အဲ့ဒါမှာသုံးမှာ C major scale သုံးမယ်နော် C major scale သုံးမယ်ဆိုတော့ပထမဆုံး C shape စမယ်နော် C shape ကစမယ်ဆိုတော့ major scale မှာ do re mi fa sol la ti do အဲ့တော့ C shape တိုင်းဆိုတော့နော်ဒီသုံးဘက်အတွင်းမှာပဲတီးမယ်နော်ဒီသုံးဘက်အတွင်းမှာတီးမယ်ဆိုတော့ C D E F G A B C ဆိုတဲ့အတိုင်းပဲ C D E F G A B C နော် C ရဲ့ဒီဘက် C ရဲ့ဒီဘက် C octave တီးမယ်အဲ့တော့C shape နော်အဲ့တော့ပုံမှန်လိုက်တီးမယ်ဆိုရင် do re mi fa sol la ti do အဲ့ဒါမှာနော်ဒီ C shape နဲ့တီးမယ် C shape ဆိုတဲ့တိုင်းမှာ C ကင်ထားတဲ့ဒီဘာသုံးခုပဲ1 2 3နော်အဲ့သုံးခုတွင်မှာတီးမယ်ပေါင်းဆုံး do ပြီးရင်လေကျိုးလှကြိုးက re နော် do re ပြီးရင်လေကျိုး3နဲ့2နဲ့3တွေက mi fa ပြီးရင်3ကျိုးလှကြိုးက so ပြီးရင်3ကျိုး2ကျိုးက la နော်ပြီးရင်2ကျိုးလှကြိုးက t ပြီးရင်2ကျိုး1ကွက်က do နော်ဒီဘက် do မ do ဒီ do နဲ့ဒီ do က octave တစ်ခုဖြစ်တယ်နော်အဲ့တော့ C D E F G A B နော်အဲ့တော့ဒီမှာပြန်တီးမယ်ဆိုရင် C လှကြိုးက D ပြီးရင်ဒီမှာ E F ပြီးရင်ဒီဘက်လှကြိုးက G ပြီးရင်ဒီမှာ A ပြီးရင်ဒီဘက်လှကြိုးက B ပြီးရင်ဒီမှာနှစ်ကြိုးတစ်ခွက်က C နော်အဲ့တော့နော်သဘောတရားအဓိကဒီ C major scale ဆိုရင် C D E F G A B ဆိုတဲ့နော်ဒီ note ခုနှစ်လုံးကိုနော်မလွဲမသွေအလို့ရနေမှာဖြစ်မှာအဲ့လိုလို့ရနေနော်ဘယ်မှာမဆိုခုမှငိုးလိုက်ကင်တီးလို့ရတယ်နော် C shape ဖြစ်ဖြစ် G shape ဖြစ်ဖြစ် E shape ဖြစ်ဖြစ်နော်အမှတီးလို့ရတယ်ဒီ O half O half ဆိုတဲ့နော်ဒီ major scale formula ကိုလည်းမှတ်ထားနိုင်တယ်နော်ဘယ် major scale မဆိုဟိုလိုက်ရှာတီးလို့ရတယ်နော်အကောင်းဆုံးတော့ဒီအကုန်လုံးနော်ဒီ C D E F G A B နော်အဲ့လိုလည်းမှတ်မိနေရမယ်ပြီးရင်ဒီ O half ဆိုတဲ့နော်ဒီ pattern ကိုလည်းမှတ်မိနေရမယ်အဲ့မှာဒီ ski တီးတဲ့ခါကျရင်ပို့ပြီးတော့လွယ်ကူမှာဖြစ်တယ်အဲ့တော့ပြန်လို့မယ်ဆိုရင် C shape နော် C shape မှာ C major scale တီးမယ်နော်ပုံမှန် C ဒိုကစမယ်ဟုတ်ပြီလား C shape နော်နောက်တစ်ခုက C ပြီးရင် A shape လာမယ်နော် A shape ဆိုတဲ့အတိုင်းနော်ဒီဘက်ကရင်နော်ဒီ3ပါးမှာနော်ဒီ3ပါးမှာ C major scale တီးမယ်နော်အဲ့တော့တီးမယ်ဆိုရင်ဟုတ်ပြီဒါ A shape နော်ရှိမှာ C shape နော်မှာ A shape နော် A shape မှာကြတော့ကြိုးလေးတွေမလို့တော့ဟုတ်ပြီ A shape ပြီးရင် G shape နော် G shape ကဒီဘက်မှာနော်ရှေ့မှာပြောထားတဲ့ရှေ့လက်ဆင်မှာပြောထားတဲ့အတိုင်းပဲနော်G shape နော် G shape ဖြစ်တဲ့အတွက်နော်ဒီ position တွဲမှာတည်မယ်နော်နော်ဒီလက်ညှိုးရယ်ဒီဘက်နော်ဒီဘက် C တည်မယ်အဲ့တော့ပြန်ကြည့်မယ်ဆိုရင် G shape နော်အဲ့တော့ do re mi fa sol la
G shape နော်အဲ့ဒီမှာ C ဒို6ကျိုး6ကျိုး3 5 6ကျိုး8ကွက်နော်6ကျိုး8ကွက်က C အဲ့တော့အဲ့ဒါလည်းဒိုပြီး5ကျိုးဆင်းမယ်ဟုတ်ပြီဒါ G shape ဘာလို့ဆိုတော့ဒီမှာနော် G shape ဆိုတဲ့အတိုင်းနော်ဒီ G position အတွင်းမှာတည်ရပြီးရင်အဲ့ဒါက E shape E shape ဆိုတဲ့အတိုင်းဒီမှာ equal လို့ပဲခြင်ထားတယ်ဟုတ်ပြီအဲ့တော့ဒီ6ရိုး8ကွက်ကပဲတည်မယ်နော်6ရိုး8ကွက်ကပဲ C ရပဲစာတည်မယ်ဟုတ်ပြီဒီ C ရရင်ဒီ C တည်မယ်နော်ဘာလို့ဆိုတော့ဒီမှာ E shape ဖြစ်နေလို့နော်ဒီ3ဘက်မြောက်တွင်ပဲတည်မယ်နော်ဟုတ်ပြီဒါလည်း C မိကြပဲဒါမဲ့ E shape နော်ပြီးရင်နောက်ဆုံးတစ်ခုကျန်တာ D shape နော်ဒီမှာ D shape D shape ဆိုတဲ့အတိုင်းနော်ဒီရရင်ဒီထီကိုတီးမယ်နော်အဲ့တော့ဒီလေးခွက်တုန်းကတီးမယ်ဆိုတော့ဒီမှာနော်၄ကျိုး10ခွက်မြောက်နော်၄ကျိုး10ခွက်မြောက်က C နို့အဲ့တော့ဒီရရင် GC ထီကိုတီးမယ်နော်အဲ့တော့ပထမဆုံးစတီးမယ်လို့ဆိုရင်ဒီတိုင်းအမြန်ဖြစ်သွားမှာဘာလို့ဆိုတော့ဒီမှာ C ပြီး D E F G A B C ဆိုပြီးတော့ဟိုပါဒီနော်လိုက်ရှာတဲ့နော်အဲ့လို C D E F G A B ဒီလိုအဲ့လိုမှလာမို့နော်ဟိုပါနော်တစ်လုံးချင်းလေး C D E F G ပြီးဒီမှာ A B C နော်နောက်တော့မှကိုယ့်ကိုတီးပါများရင်ဒီတိုင်းအလို့ရပါလိမ့်မယ်။ပထမဆုံးကတော့ C D E F G A B အဲ့လိုလိုက်မှတ်ထားရမယ်။ဟုတ်ပြီဒါဆိုရင် D shape နော်။အဲ့ပြန်တော့မှဆိုရင် key system C shape A shape G shape E shape D shape နော်။အဲ့တော့ C major scale ကိုယ့်ဘာလို့ကြိုက်တဲ့ shape မှာတီးလို့ရတယ်နော်။ C shape မှာတီးမလားဒီဘက်မှာနော် G shape နဲ့တီးမလားA shape နဲ့ဒီမှာပြီးရင်မှာ E shape နဲ့ဒီမှာ D shape နဲ့ဒီမှာကြိုက်တဲ့ shape နဲ့ C major scale ကိုကြိုက်တဲ့ C နှုတ်စားတဲ့နေရာမှာတီးလို့ရတယ်နော်ဒါမဲ့အတားဘက်မှာဆိုရင်လိမ့်မယ်ဘက်မှာမြင်တယ်ဘယ်လိုမှတ်ပြီးထားပြီးတော့ဒီ key system ကိုဆိုလို့ကြရင်ဘယ်လိုသုံးချလဲဆိုတော့နောက်မှာဟိုက A shape နဲ့ဒီအနေနဲ့ပြောမှာဒီရှေ့ကိုသွားတီးလို့ရတယ်အဲ့လိုတော့အနေနဲ့ဒီပြောတော့မှအမြင်နဲ့သွားတီးလို့ရတယ်ဟောဒီ CAG ဆိုတဲ့အတိုင်းဒီဆန်လိုက်ပဲတီးရတယ်C ရရင် CG A ED နော် CAG CG DEA ဆိုပြီးတော့သွားလို့မရဘူးဘာလို့ဆိုတော့သူ့ဖန်သူဒီ formula စတွေကဆင်းလိုက်လုပ်ပေးတာ CAG DD နော်အဲ့တော့ဥပမာကိုသွားပြီးတော့သွားပြင်လို့မရဘူးဥပမာ CDAGE ဆိုပြီးသွားပြင်လို့မရဘူး CAGE ပဲရှိကအဲ့တော့မှဒီချိန်နဲ့ဒီမယ်ပြင်တော့မှ
ဒီရှိနေဒီမဲ့ဒီရှိနေအဲ့တော့သူ့ရဲ့ formula လာလိုက်မယ်နော် C A G E D ဆိုပြီးဒီစင်လိုက်တည်မယ်ဟုတ်ပြီးတော့နောက်တစ်ခုရှိတာနော် D E G A C ဆိုပြီးတော့ကြောင်းမြန်လို့ပြန်ယူလို့ရတယ်ဒါမဲ့ဟိုစလုံးအဲ့ formula ကိုဘယ်ဒီဘက်တွေရွှေ့လို့မရဘူး C A G D ဆိုရင် C A G D ပဲကြောင်းမြန်ယူလို့ရတယ်အလဲကဖောက်တီးလို့ရတယ်နော်အမှ E ကဖောက်တီးမှဆိုရင် E D C A G နော်အဲ့လိုပြန်ဖောက်တီးလို့ရတယ်โอเคဒါဆိုရင်ဒီ case system ကိုဟိုဘက်ကိုလက်တွေ့လိုက်ပြီးတော့တည်ကြည့်လို့ရပြီတင်ပါတယ်